လောကမှာဒုက္ခအပေးဆုံးလို့ပြောရမယ့်တရားဟာအလုံးသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာဒုက္ခသမုဒယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ်။တဏှာထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနာမည်တက်ပြီးပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာပဲဖြစ်တယ်။သူ့ရဲ့လွှမ်းမိုးမှုအောက်မှာလူတွေဟာပြားပြားဝတ်နေကြတယ်။ချေးကျွန်အလားတဏှာရဲ့ကျွန်ဘဝရောက်နေကြတာသို့တော့ကိုယ့်ကိုကျွန်လို့သိမသိကြဘူးကိုကအရှင်သခင်လို့ထင်တယ်မဟုတ်ဘူးတဏှာခိုင်းရလုံးနေကြတဏှာရဲ့ချေးကျွန်နေဖြစ်နေကြတယ်အဲ့ဒီတဏှာဟာဘဝတွေနောက်ထပ်ဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲဘဝဆိုတာဖြစ်စေတာသူပဲသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်မျက်စိကမြင်တဲ့အာယုံဆိုလဲသဘောကျမျက်စိနဲ့မြင်တဲ့အာယုံသဘောကျပြီးနားကအပန်းကြတော့သဘောမကျဘူးလားမဟုတ်ကြပြန်တာနှာခေါင်းကအနံ့ဆိုလဲသဘောကျပြန်တာလျှာကအရသာဆိုလဲသဘောကျ